အားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့ ground beef ကိုဘယ်လိုမျိုးအလွယ်ကူနေချက်ပြုလဲဆိုတာကိုအနေငယ်ဝင်ပြပေးချင်ပါတယ်ကျွန်မစီနည်းနည်းကိုထည့်ပါတယ်အဲ့ဒီထဲမှာချက်တူမျိုးချက်တူနဲ့ဂျင်းလေးကိုမွေးအောင်ပေါ့နော်ရှုပ်စွာရင်ကြော်ပေးပါတယ်ကျွန်မတို့စီမြင်းများထည့်စရာမလိုပါဘူးဘာဖြစ်လို့လဲဆိုတော့ ground beef က 20% ကဟိုအစီဒီဆိုတော့ပေါ့နော်ကျွန်မတို့စီလုံးဝမြင်းများထည့်စရာမလိုဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့ကစီမြင်းများမကြိုက်ပါဘူးနော်ဝေးလာပြီဆိုရင်ကျွန်မ ground beef တွေကိုထည့်လိုက်ပါတယ်အားလုံးကျွန်မသွားအောင်မွေးပေးမှာပဲပြီးတော့ဒီ ground beef ကအကြာကြီးချက်စရာမလိုပါဘူးเนาะခဏလေးနဲ့သူကချက်ပါတယ်အားလုံးတမအောင်မွေးပြီးဆိုရင်တော့ကျမတို့ဒီမှာထည့်ရမယ့် sauce တွေကိုဒီမှာအားလုံးထည့်ပါပဲမနော်ဒီမှာ color လေးလာတော့အောင်တော့ကျမတို့အယောင်တင်မုတ်ကိုထည့်ပေးပါတယ်ပြီးတော့ဒီမှာ oxtail sauce ကိုလည်းထည့်မယ် soya sauce လည်းထည့်မယ်ပြီးတော့ပြားရည်နည်းနည်းထည့်ပါမယ်ဆော့စ်စီအားလုံးထည့်ပြီးပြီဆိုတော့ねပြန်ပြီးတော့တမတော့အောင်ပြန်မွေးပါမယ်မွေးပြီးတော့စူပပလေးရှိလာပြီဆိုရင်တော့ဒီမှာ basil ရွက်လေးနဲ့အားလုံးအုပ်ပြီးတော့ကျွန်မမေးသွားဒီမှာ sesame oil နည်းနည်းလေးမွေးသွားလဲနည်းနည်းထပ်ပေးလိုက်နော်ပြီးတော့ basil leaves နဲ့နောက်ဆုံးအုပ်ပြီးတော့စားလို့ရပါပြီအရင်လွယ်ကိုရက် ground beef chutney ကိုကျွန်မဝေမျှပေးလိုက်ပါတယ်သူငယ်ချင်းတို့လည်းအိမ်မှာဝယ်ပြီးတော့ချက်စားကြပါနော်အရင်လွယ်ပြီးတော့အရင်စားကောင်းတဲ့ဟင်းတစ်ခွက်ရရှိသွားပါပြီရှင်ဆိုကမှဇာတ်ရင်ပြလိုက်ရဘာဟောင်းရဘာဟောင်းနာရင်မကောစီရတယ်ခေး vlog ahí hecha okay neo le yeah ground beef ဘာဘာဘာကြီးစားကြည့်မယ်နော်စားကြည့်မယ်နော်wow